မြန်မာနိုင်ငံအစိုးရအနေဖြင့်တက္ကမလုံးကိုအနေရပေးနေတဲ့အွန်လိုင်းလိမ်လည်လောင်းကစားမှုများမြန်မာနိုင်ငံတွင်လုံးဝအခြေမပြုနိုင်ရေးအတွက်တိုင်းဒေသကြီးနှင့်ပြည်နယ်လိုက်နယ်မြေဒေသအသီးသီးမှဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်တဲ့ပူးပေါင်းအဖွဲ့များဖြင့်ရှာဖွေစစ်ဆေးဖော်ထုတ်မှုများဆောင်ရွက်လျက်ရှိရာဒီနေ့ညနေပိုင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့ရှိစွမ်းစော်ရပ်ကွက်မှာအွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်လုပ်ကိုင်နေတဲ့ပြည်ပနိုင်ငံသားများနဲ့မြန်မာနိုင်ငံသား28ဦးကိုလူကရမှာအသုံးပြုတဲ့ဆက်ဆက်ပစ္စည်းများနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။လုံခြုံရေးပူးပေါင်းဖွဲ့များကမူဆယ်မြို့နယ်အတွင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေကြောင်းသတင်းရဒီနေ့ညနေ3:30ခန့်မှာမူဆယ်မြို့စွမ်းစော်ရပ်ကွက်ရှိနေအိမ်တစ်လုံးကိုဝင်ရောက်ရှာဖွေစစ်ဆေးရန်အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေတဲ့တရားမဝင်တရုတ်နိုင်ငံသားအမျိုးသား4ဦးနဲ့အမျိုးသမီး2ဦးမြန်မာနိုင်ငံသားအမျိုးသား3ဦးအမျိုးသမီး20စုစုပေါင်းအမျိုးသား9ဦးနဲ့အမျိုးသမီး22ဦးတို့ကိုအွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရမှာအသုံးပြုတဲ့ဖုန်းမျိုးစုံ96လုံး all-in-one ကွန်ပျူတာ35လုံး laptop တစ်လုံး power station အကြီးတစ်လုံး power station အသေးတစ်လုံး Wi-Fi set 3လုံးဘက်ထရီဆိုင်ငယ်5စီးတို့နဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။အဆိုပါအွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရမှာပါဝင်ပတ်သက်ခဲ့တဲ့တရားမဝင်ပြည်ပနိုင်ငံသားများနဲ့ပြစ်မှုကျူးလွန်သူများကိုလိုအပ်တဲ့စစ်ဆေးမှုများဆောင်ရွက်ပေးစီပါကဒီဇဲဥပဒေများနဲ့ညီထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။နိုင်ငံတော်အနေဖြင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများပပျောက်စေရေးနဲ့မြန်မာနိုင်ငံတွင်အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက်အိန္ဒိယနိုင်ငံများဒေသတွင်းနိုင်ငံများနိုင်ငံတကာအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးအွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကိုတက်ကြွစွာဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။